Hello guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညီမပြောထားတဲ့ဟိုဒီလိုလေးပြန်နေဆိုတာလည်းပြန်နေရှင်အခုတော့မအဲ့လိုမျိုးလာဖောက်ပြရတော့ဒီအရန်တိရှင်တွေဘယ်လိုလဲမသိဘူးမတော်ဘူးဘာလို့ဝယ်လာပါရှင်နည်းနည်းမတော်ဝယ်ရဆိုတော့လေလုံးဝမဖားကြည့်ရသေးဘူးစုံပဲနေပြီနော်ဟုတ်ပါပြီ0.5 ပဲလောက်လဲဆိုတော့0.5ဆန်လေးပေါ့နော်ကြာတယ်ချင်းဟောက်ရမားနေတယ်ဟုတ်ဒီကြော်ကြာဘာလဲမသိဘူးကြောက်ရုပ်ပြနေတယ်ဒီကိုကြည့်အိုးခဲပြဖြတ်ကြည့်နော်ပြောင်းနေခဲပြဒါတိုက်ကြီးပေါ့နော်ဒီပြရတယ်မတိုက်ကြီးလို့လေးစပါလို့မလိုင်းပေါက်လို့လေအမောက်စိဟိုတိုက်ကြီးလို့တိုက်ကြီးရှူတိုက်ကြီးမရှိပါလေပြစ်စီမလို့ရပါတယ်ရှင်မအခုပြစ်စီရလို့ရှိတက်ကြီးဝယ်လာမမေ့သွားတာကြီးဝယ်မလို့ဝါတယ်အဲ့ဒါဒီစီလေးတွေပေါ့နော်ဒီ question ဟာလူနဲ့ပြန်လာရှင်းနေကြတယ်ဘာလို့ပြန်လဲဆိုတော့မမန်ခင်မရှိနဲ့ခေါ်ခဲ့တာ